Hello အားလုံးပဲမင်္ဂလာပါရှင်ဂျက်ကလင်းခန်းနေရောက်နေမှာပါနော်ဒီနေ့ကတော့အစိမ်းရောင်လေးဆွထားပါတယ်ရှင်ကျမကကားပေါ်မှာပဲအချိန်ကုန်နေရပါတော့အစိမ်းရောင်လေးဆွထားပါတယ်ရှင်ပြီးတော့ကျမနေပြီးတော့ညီမလေးတွေလည်းအမဒီမနေ့တည်းတလေးအပ်ပြီးသွားပြီနော်ပြီးတော့ပြူးလွင်ပြည်ရန်ကုန်မန္တလေးအဲ့ရညီမလေးတွေလည်းအမနေပြီးတော့ဒလီအပ်ပြီးလိုက်ရနော်ဘာလို့လဲဆိုတော့အမရင်တော့ဖတ်အန်ကရင်နဲ့ location နဲ့ပို့ထားတဲ့ဟာဖြစ်ပြီးတော့အခုနေပြီးတော့ကနေ location ပြောင်းထားတယ်ဆိုပြီးတော့လေတချို့ကအမပို့ရမဟုတ်ဘူးထင်ကြမှာဆိုတော့အမပို့ပြီးလိုက်တာနော်နေပြီးတော့ကနေဆိုလို့ရှိရင်တချို့ပြည်ဆိုရင်လည်းနေပြီးတော့ကနေမြန်တယ်မန္တလေးတို့ပြူးလို့ဆိုလို့ရှိရင်နေပြီးတော့နေမြန်တယ်ရန်ကုန်ကနေဆိုလည်းမြန်တယ်နော်ဖတ်အန်ဆိုရင်တော့နည်းနည်းရက်ကလေးကြာအောင်ဆိုလို့လေဖတ်အန်ဘက်ကကျတော့လန်ခီလေးတွေကအချင်းနေမကောင်းတဲ့အခါကျတော့တချို့နေရာရင်ဆိုလို့ရှိရင်အစစ်ဆေးတွေရှိတဲ့ခါကျတော့ကြံ့ကြာမှုလေးဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့အမနေပြီးတော့ကနေထည့်ပြီးလိုက်ပါပြီနော်နေပြီးတော့ညီမလေးကြီးလည်းမနေ့ကဒလီအပ်ပြီးလိုက်ပြီးနေပြီးတော့မြူရင်းလေးတွေကိုလည်းအမဒလီအပ်ပြီးလိုက်ပြီးပြီးတော့နေပြီးတော့ရန်ကုန်မန္တလေးပြူဝင်ကိုလည်းအမထည့်ပြီးလိုက်ပြီပေါ့နော်အားလေးပြောချင်တာပါရှင်ဒါလေးကတော့အစိမ်းလေးစုထားပါရှင်ကျွန်တော်မျက်ခုံးလေးကအစိမ်းတောင်လေးတင်ထားတာပေါ့နော်ကျေးဇူးတင်ပါတယ်အဲ့ဒါလေးလာပြောတာပါပို့ပလိုက်ပါပြီဆိုတာလေးကိုလာပြောတာပါကျေးဇူးတင်ပါတယ်နောက်ကြလို့ရှိရင်လည်းဟုတ်ပါဘူးအခုတော်တော်များများကိုကျွန်မတချို့ညမလေးဆိုလဲကျွန်မအခုနောက်ပိုင်းဗတ်ဆေးကကြာရဖြစ်တဲ့အတွက်ကျွန်မ18000နဲ့ရောင်းပေးနေရပါနော်ညီမတချို့ညီမလေးဆိုလဲအမ18000နဲ့ပေးရညီမလေးတော်တော်များများဖြစ်နေပါပြီရှင်ဗတ်စီးကြရင်ကြတယ်လို့ဗတ်စီးတက်ရင်လည်းကျွန်မစီးပြန်တက်မယ်ရှင်2000ပြဖြစ်မယ်အခုဗတ်စီးလေးတွေကြနေတဲ့အတွက်သူများစီကလည်းပို့ပြီးတော့မယူချင်တယ်လို့သူများစီကလည်းလိုပြီးတော့ယူချင်ဘူးပေါ့နော်အဲ့ဒါကြောင့်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်အခုဆို18000နဲ့ရောင်းနေပါတယ်18000နဲ့ရောင်းနေရမို့18000နဲ့ထည့်ပြီးရဗတ်စီးကြတဲ့ခါကျတော့ကိုယ့်စီကဝင်နေကြညီမလေးတွေ18000နဲ့ထည့်ပြီးရတချို့ညီမလေးဆိုလို့ရှိရင်လေတယောက်နဲ့ညီမလေးဆိုလဲထပ်ပြီးတော့ short ပေးလိုက်တယ်ပေါ့နော်အဲ့လိုပါရှင်လက်ဆောင်လေးလည်းထည့်ပေးလိုက်ပါတယ်တာရဲနာရဲမဟုတ်ပါဘူးကျွန်မပြင်းပြစီရောက်နေတာပါကျွန်မလုပ်ကတော့တက်ရှိပါတယ်ပေါ့နော်စီးပွားဖြစ်ရတော့မဟုတ်ပါဘူးဒါပေမဲ့ညင်ကြောင်ကျွန်မတော်တော်စီးပွားဖြစ်နေပါပြီပေါ့နော်ကျေးဇူးတင်ပါတယ်ညီမလေးမြင်လေ